Hello ဒီနေ့ဗီဒီယိုလေးမှာတော့ညီမတို့ကိုဆိုရဲ့ local brand လေးဖြစ်တဲ့80 open door CV လေးနဲ့မိတ်ဆက်ပေးကြပါမယ်။ဒီ CV လေးကတော့ကုန်ကျန်းကိုတရုတ်ပြည်မှာယူပြီးပြည်တွင်းမှာပဲထပ်ထောက်တက်ဆင်တဲ့ CV လေးဖြစ်တဲ့အတွက်ကြောင့်အချိန်လုံးဝစောင့်စရာမလိုပဲချက်ချင်းရနိုင်တဲ့ open door CV လေးပါနော်။ Aluminium thickness ကတော့ 1.6mm ရှိပါတယ်။ရှောက်လန်းအကျယ်လေးကတော့ 80mm ပါ။မှန်ရဲ့အထူကိုတော့ 10mm တမ်ပါ glass သုံးပေးထားပြီးမှန်ကာလာလေးတွေကို customer စီတိုင်းကြပြောင်းလဲသုံးပြလို့ရပါတယ်နော်။ဒီ CV လေးကိုဆိုရင်အခန်းတကားတွေရေချိုးခန်းတကားတွေနဲ့ partition နေရာလေးတွေမှာအဆင်ပြေမှုရှိစွာအသုံးပြုနိုင်ရန်အတွက် handle နဲ့ lock accessory လေးတွေကိုတည်ချာလေးထည့်သွင်းသက်ဆင်ပေးထားပါတယ်။ handle ရဲ့ color လေးကိုလည်းခဲရောင် frame color လေးနဲ့လိုက်ဖက်မှုရှိအောင် black color လေးအသုံးပြုပေးထားပါတယ်နော်။ဒီ80 open door CV လေးမှာရရှိနိုင်မဲ့ပတ်တာလေးကကျိုင်းတုံပတ်တာအမျိုးအစားလေးဖြစ်တဲ့အတွက်ကြောင့်တကားဖွင့်တဲ့အခါမှာ90ဒီဂရီမှာပဲတက်နေရမျိုးမဟုတ်ပဲနံရံကိုကတ်လို့ရတဲ့အထိဖွင့်လို့ရတဲ့အတွက်ကြောင့်လူဝင်လူထွက်များတဲ့နေရာတွေအတွက်တော်တော်လေးအဆင်ပြေစွာသုံးလို့ရပါတယ်။ပတ်တာလေးရဲ့ပမာဏကိုဆိုရင်စုစုပေါင်း၄ခုတိတိတက်ဆင်ပေးထားတဲ့အတွက်ကြောင့်တကယ်ရွေးရွေးကိုခံနိုင်ရှိစေပါတယ်နော်။ကဲအခုဗီဒီယိုမှာမိတ်ဆက်ပေးခဲ့တဲ့80 open door CV လေးကိုဆိုရင်66လမ်း4နှစ်4 3လမ်းကြားမှာရှိတဲ့ကိုဆိုရှင်အတွင်းထဲမှာတက်ဆင်ပြတာပေးထားပြီးမို့လို့အမြန်ဆုံးလာရောက်ကြည့်ရှုလို့ရပါပြီနော်။